မှာကန်ဆိုးဆိုးနိုင်ငံလို့ပြောရင်ခြံထားလို့မရတဲ့နိုင်ငံတခုရှိပါတယ်ဟုတ်ပါတယ်တစ်ချိန်ကကြီးကျယ်ခမ်းနားလာတဲ့အန်ကောဝတ်ဖျားချောင်းကိုတည်ဆောက်ခဲ့တဲ့လူမျိုးစုတွေနေထိုင်နေနေရပါဒီလူမျိုးစုတွေမှာလည်းဝမ်းနဲ့ခြေခွက်ဖွယ်ရာအသိတမိုင်းကြောင်းတွေလည်းရှိခဲ့ပါတယ်ရက်ဆက်တဲ့လူတွေရဲ့အောက်ချုပ်မှုကြောင့်လူမျိုးချင်းချင်းတက်ဖြတ်ခံရမှုကနေလူနှစ်တန်းနီးပါးလောက်ထိဆောင်ခဲ့ရတာပါဒါပြင်ကဘာပေါ်မှာတတန်းရှည်ချဆုံးအာဏာရှင်တွေတဲ့သူဖြစ်တဲ့ခေါင်းဆောင်သူပေါ်ပေါက်ခဲ့တဲ့နိုင်ငံလည်းဖြစ်ခဲ့ပါတယ်ဒီချက်တွေနဲ့ပြည်ဆောင်တဲ့နိုင်ငံကတော့တခြားမဟုတ်ပါဘူးအခုတလောထိုင်းနဲ့စစ်ဖြစ်နေတဲ့ကမ္ဘောဒီးယားနိုင်ငံမှာဒီနေ့ကမ္ဘောဒီးယားနိုင်ငံအကြောင်းပြောကြမှာပါအရင်တုန်းကဆိုကမ္ဘောဒီးယားနိုင်ငံအကြောင်းအရင်ကြီးစိတ်ဝင်စားခဲ့ပါဘူးဘာလို့ဆိုကျွန်တော်တို့ထင်တာကကမ္ဘောဒီးယားနိုင်ငံဆိုတာဘာမှမရှိတဲ့နိုင်ငံတစ်ခုလို့ထင်ခဲ့မိတာပါတကယ်လည်းဘာမှမရှိခဲ့ပါဘူးဒါပေမဲ့သူ့ရဲ့နိုင်ငံရဲ့တမန်ကြောင်ရက်ဆက်တဲ့လူသက်ကွင်းလို့ပြောရမယ်အချိန်ကာလတစ်ခုကိုဖျက်ဆီးခဲ့တဲ့အခါဒီသူ့ရဲ့တမန်ကြောင်ကိုတည်တည်ရှာပြန်လေ့လာကြည့်မယ်ဆိုရင်တကယ်ကိုစိတ်ဝင်စားစရာဝမ်းနဲ့ခြေခွဲဖွယ်ရာအတိတ်တမန်ကြောင်တွေလည်းပြည့်နေနေတဲ့နိုင်ငံတစ်ခုပါအခုချိန်ပိုပြီးစိတ်ဝင်စားစရာကောင်းတာကဒီထိုင်းနဲ့ပြိပခဖြစ်နေတဲ့ချိန်မှာကမ္ဘောဒီးယားနိုင်ငံကတိုက်လျင်တစ်စီးမှမပိုင်ဆိုင်ထားတဲ့ချက်ပါကမ္ဘာပေါ်မှာနိုင်ငံတစ်စုံများဟာဆင်းရဲကြတယ်ဆိုပေမဲ့ကိုယ်နိုင်ငံကိုကာကွယ်ဖို့ဆိုပြီးတိုက်လျင်တွေစစ်ရဟဲ့ရင်တွေအနည်းဆုံးပိုင်ဆိုင်ထားလည်းရှိပါတယ်ဒါပေမဲ့ကမ္ဘောဒီးယားနိုင်ငံကသူ့ဘေးနားမှာရှိတဲ့အရှေ့တောင်အာရှရဲ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ထိုင်းနဲ့ဗီယက်နမ်ကြားမှာရှိနေတာတော့တိုက်လျင်တစ်စီးမှမပိုင်ဆိုင်ထားတဲ့ချက်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီချက်တွေကိုသိရဖို့ဆိုပြီးသူ့ရဲ့တမန်ကြောင်းတွေနဲ့ဖြစ်ပျက်ခဲ့တဲ့အချိန်တွေကိုလေ့လာကြည့်တဲ့အခါမှာဒီနေ့ဗီဒီယိုကိုဖန်ပြီးဖြစ်ခဲ့တာပါကမ္ဘောဒီးယားနိုင်ငံဆိုတာလည်းအရင်တုန်းကဘရင်ဆက်ဆက်အောက်ချုပ်ခဲ့တဲ့နိုင်ငံတစ်ခုပါဒါပေမဲ့လည်းနောက်ပိုင်းမှာတဖြည်းဖြည်းအင်အားကြီးလာခဲ့တဲ့ထိုင်းနဲ့ဗီယက်နမ်ရဲ့နယ်မြေချစ်သွေးမှုကိုစိုးရိမ်လာတဲ့အတွက်1863ခုနှစ်မှာဘရင်နီရိုတွန်ကပြင်သစ်နဲ့ကာကွယ်ရေးစာချုပ်ချုပ်ဆိုခဲ့ပြီးနိုင်ငံကိုပြင်သစ်လက်အောက်ခံနိုင်ငံအဖြစ်ထားရှိဖို့သဘောတူညီခဲ့ပါတယ်ဒါပေမဲ့လည်းဒီပြင်သစ်ကိုလိုနီနယ်မြေဖြစ်ရှိခဲ့တဲ့အချိန်မှာတော့ကမ္ဘောဒီးယားနိုင်ငံရဲ့ဘရင်အုပ်ချုပ်မှုစနစ်ကမပြတ်တုံးသွားခဲ့ပါဘူးပြင်သစ်ဆိုရတွေရဲ့ရုပ်သေးဆိုရတစ်ခုဖြစ်ဘရင်ကိုဆက်လက်ထားရှိခဲ့တာပါဒီလိုနဲ့ဒုတိယကမ္ဘာစစ်လက်ရောက်ဂျပန်တွေကအင်ဒိုချိုင်းနာကိုစပြီးကျူးကျော်လာခဲ့ပါတယ်ခုနှစ်အဖြစ်1942ခုနှစ်ကနေစလို့ကမ္ဘောဒီးယားဂျပန်ကိုလိုနီအဖြစ်9နှစ်ကြာဆက်ပြီးအုပ်ချုပ်ခဲ့ပါတယ်ဂျပန်တွေကလည်းကိုလိုနီဖြစ်ခဲ့တဲ့ဆိုပေမဲ့ပြင်သစ်တွေကပဲကမ္ဘောဒီးယားရဲ့ဆိုရကိုအပေါ်စီးကနေခြေလေခွေရနေတော့မှ1945ခုနှစ်မှာတော့ဂျပန်ကကမ္ဘောဒီးယားနဲ့ပြန်ပြီးဆက်ခွာသွားခဲ့ပါတယ်ဂျပန်နဲ့မရှိတော့တဲ့နောက်ပြင်သစ်ကပဲသူတို့နိုင်ငံကိုပြင်သစ်ဆိုရနဲ့အဆင်ပြေမဲ့ထင်ပြီးအသက်ငယ်ငယ်နဲ့နီကိုတွန်တီဟာနူကိုဘရင်ဖြစ်ခက်ခဲ့ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းပြင်သစ်ကဒေါ်လာရေးတွေနဲ့စပြီးပြဿနာစတင်နေပါတယ်အဲ့ဒါကတော့အင်ဒိုချိုင်းနာဘက်မှာတော့ကိုလိုနီဒေါ်လာရေးတွေစတင်နေခဲ့ပါပြီဗီယက်နမ်မှာတော့ပြင်သစ်ဒေါ်လာရေးအကြီးကျယ်စပြီးစစ်ဖြစ်နေခဲ့ပါပြီဒါပေမဲ့ကမ္ဘောဒီးယားဘရင်တီဟာနူကဒီသူရဲ့နိုင်ငံလွတ်လပ်ရေးရဖို့အတွက်စစ်တိုက်မဲ့စာညှိနှိုင်းတဲ့နီလန်ကိုပဲလက်ခံကြည့်တောင်းခဲ့ပါတယ်တကယ်လည်းဒါအလုပ်ဖြစ်ခဲ့ပြီး1953ခုနှစ်မှာတော့ကမ္ဘောဒီးယားနိုင်ငံကလွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်ရောက်ရှိလာခဲ့ပါတယ်လွတ်လပ်ရေးရပြီးတဲ့နောက်နှစ်နှစ်ကြာ1955ခုနှစ်မှာတော့ဘရင်တီဟာနူကနိုင်ငံရေးတဲ့ဝင်ရောက်ဖို့အတွက်ဆိုပြီးသူ့ရဲ့ဘရင်ရာသူကိုဆွလွတ်ခဲ့ပြီးအဖေဖြစ်သူဘရင်အဖြစ်တင်မြှောက်ခဲ့ပါတယ်သူကတော့ကမ္ဘောဒီးယားနိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်ဆက်လက်တာဝန်ထမ်းဆောင်တော့ခဲ့ပါတယ်သူဝန်ကြီးချုပ်ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့နိုင်ငံရေးအခြေအနေကိုသိတဲ့အတွက်အားနည်းနေတဲ့ကမ္ဘောဒီးယားနိုင်ငံကိုကြားနေနိုင်ငံဖြစ်ထားရှိဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒါပေမဲ့ဒီသူ့ရဲ့ဆုံးဖြတ်ချက်ကြောင့်ပဲသူ့နိုင်ငံကိုဒုက္ခတွင်းတဲ့ဆွဲထည့်တယ်လို့ဖြစ်သွားခဲ့တာပါကမ္ဘာပေါ်မှာကြားနေနိုင်ငံအများစုကအဆင်ပြေကြပေမဲ့ဒီထဲကကမ္ဘောဒီးယားနိုင်ငံတစ်ခုကတော့လုံးဝအဆင်မပြေခဲ့ပါဘူးအကြောင်းရင်းကတော့သူ့ရဲ့အိန္ဒိယချင်းနိုင်ငံတွေဖြစ်တဲ့ဗီယက်နမ်နိုင်ငံမှာပြည်တွင်းစစ်ဖြစ်နေခဲ့တာပါဒီနေရာမှာဘရင်တီဟာနူကအင်အားပိုကြီးတဲ့မြောက်ဘက်ဗီယက်နမ်ကိုပို့ပြီးအလေးထားခဲ့တယ်လို့ပြောရမှာပါမြောက်ဘက်ဗီယက်နမ်ကတောင်ဘက်ဗီယက်နမ်ကိုတိုက်ခိုက်နေတဲ့အချိန်မှာသူရဲ့စစ်လက်နက်နဲ့စားနပ်ရိက္ခာတွေပို့ဆောင်ဖို့အတွက်ဆိုရင်ဒီမြောက်ဘက်ကနေတောင်ဘက်ကိုတိုက်ရိုက်ဝင်ရောက်ဖို့ဆိုတာမလွယ်ဘူးပါဘူးအဲ့ဒီအတွက်လာအိုနဲ့ကမ္ဘောဒီးယားနေတဲ့စစ်တောင်ဘက်စီမှာတိုက်နေတဲ့သူရဲ့မြောက်ဘက်စစ်သားတွေစီကိုစားနပ်ရိက္ခာတွေပို့ဆောင်ပေးနေတာပါဒါကိုသိသွားတဲ့အမေရိကန်ကလည်းမြောက်ဘက်ကပို့လာတဲ့ထောက်ပို့လမ်းကြောင်းတွေကိုဖျက်တောက်ပေးဖို့ဝန်ကြီးချုပ်တီဟာနူထံတောင်းဆိုလာခဲ့ပါတယ်တီဟာနူကအမေရိကန်ကိုလည်းပြန်ပြီးမပြောရဲသလိုဒီမြောက်ပိုင်းဗီယက်နမ်ကလည်းသူ့ထက်ပိုပြီးအင်အားကြီးတဲ့အတွက်သူ့နိုင်ငံရဲ့လုံခြုံရေးကိုစိုးရိမ်နေနေနဲ့ဒီချက်ကိုမသိသလိုပဲ
နေခဲ့လိုက်တာပါအဲဒီတော့အမေရိကန်ကတော်တော်လေးတော်တာထွက်ခဲ့ပြီးမြောက်ဗီယက်နမ်ရဲ့ထောက်ပို့လမ်းကြောင်းတွေကိုဖျက်တောက်ဖို့အတွက်ဆိုပြီးဒီလာအိုနဲ့ကမ္ဘောဒီးယားကိုပုံဝင်ကျဲခဲ့ပါတယ်အဲဒီတော့ကမ္ဘောဒီးယားနိုင်ငံကလူထောင်နဲ့ချီတည်ဆုံခဲ့ရပါတယ်ဒီဟာမျိုးကိုမကြိုက်တဲ့အမေရိကန်ဆိုရကလည်းဒီအစိုးရပြောင်းလဲလုပ်ဖို့စ조사ရင်းနဲ့1980ခုနှစ်လောက်မှာပေကျင်းကိုတော့ရောက်လေပတ်နေတဲ့ဒီဟာမျိုးကိုနိုင်ငံသွင်းမှာစစ်အာဏာသိမ်းမှုနဲ့ဂျုံသွေးလိုက်ရပါတယ်ဒီအာဏာသိမ်းမှုကိုဥဆောင်ခဲ့တဲ့လူကစစ်ဗိုလ်ချုပ်လုံနောဆိုတဲ့လူပါသူကအမေရိကန်ထောက်ခံမှုရရှိထားတဲ့လူသူပါတကယ်လဲအာဏာသိမ်းပြီးတဲ့နောက်မှာတော့ကမ္ဘောဒီးယားကိုဖျက်ဆီးနေတဲ့မြောက်ဗီယက်နမ်ကတပ်ဖွဲ့တွေကိုစပြီးတားဆီးပါတော့တယ်ဒီမြောက်ဗီယက်နမ်ကလည်းတောင်မကျင်တဲ့အတွက်ဒီအာဏာသိမ်းစစ်ဆိုးရကိုပြန်ပြီးစတင်တိုက်ခိုက်ပါတော့တယ်ဒီခမာနီလို့ခေါ်တဲ့ဒီတော်လိုင်းရေးသမားတွေကဒီတဲ့ကိုပူပေါင်းပါဝင်ခဲ့တယ်လို့ပြည်သူတွေကလည်းသူတို့ဘရင်ကိုသူ့နိုင်ငံထဲပြန်လာစီခြင်းတဲ့အတွက်ပြည်သူကထောက်ခံမှုကလည်းတော်တော်လေးမြင့်တက်လာခဲ့ပါတယ်ကမာနီတွေရဲ့တော်လှန်မှုကတဖြည်းဖြည်းအားကောင်းလာခဲ့ပြီးဒီမြို့တော်ဖနွမ်ပင်တီကိုတိုက်ပိုက်နိုင်ခဲ့ပါတယ်အဲဒီနောက်ဒီစစ်ဆိုးရကလည်းအမေရိကန်ထောက်ခံမှုရရှိထားတဲ့အတွက်အမေရိကန်နိုင်ငံစီထပ်ပြေးခေါ်လောင်တော့ခဲ့ပါတယ်ဒီတော်လှန်မှုအောင်မြင်ပြီးတဲ့နောက်မှာတော့ကမ္ဘောဒီးယားကွန်မြူနစ်ပါတီ CPK ရပဲအာဏာရရှိခဲ့ပြီးနိုင်ငံကိုဆက်ပြီးအောက်ချုပ်ပါတော့တယ်ခမာနီအစိုးရအောက်ချုပ်ပြီးတဲ့နောက်မှာတော့ကမ္ဘောဒီးယားပြည်သူတွေကစပြီးကန်ဆိုးမှုမှမှုတွေစပြီးကြားရောက်လာခဲ့ပါတယ်ဒီဖွဲ့စည်းဒီခမာနီအစိုးရအုပ်ဆောင်တဲ့လူကပိုပေါ့ဆိုတဲ့လူပါ